နေ့ပြည့်လက်လေးဒီပြကြည့်မှာပေါ့နော်โอเคဘာမှမလုပ်ခင်မှာနည်းနည်းရောလာကြည့်ရောလာတော့ပြီးရဒီတည်းအေးလေးကိစ္စအိုးအေးလေးကဟုတ်တယ်အကျဉ်းဒီအေးလေးကကိုပြန်ရှင်းကြမှာမယ်နော်အပေါ်ဆုံးမှာအေးလေးကရှိရယ်ဖေတော့ကတော့ပုံမှန်ပါပဲအင်းငင်းရှိရယ်အေးဒါမွန်ရှိရယ်အေးစပိတ်ရှိရယ်အေးရဆိုပြီးတော့အေးကရှိရယ်โอเคအကျဉ်းခုနအေးလေးကယူလာမယ်အကျဉ်းရတကနကတောင်ကအေးကဆိုပြီးရှိအဲ့ဒါရောလာတော့ပြီးတော့ပါတော့ကျွန်တော်ရှိမှာပြိတ္တမရှိတော့ကျွန်တော်ကိုယ်တိုင်မချိုးလာမယ်โอเคအကျဉ်းတော့ကျွန်တော်တော့ချိုးလာမယ်ဒါလေဒီပုံပြန်လဲတော့ချိုးလာပါဘောနော်အဲ့ဒါရင်အေးလေးရှိရလာမယ်အကျဉ်းဒီတကက်နကက်တောင်ကက်ဒီကဆိုပြအပေါ်ဆုံးပေါ်မှာပြင်ထားလိုက်မှာပေါ့နော်အကျဉ်းကျွန်တော်ဘာလို့မှလဲဆိုတော့ဒီအပေါ်ဆုံးအိမ်လေးကိုရှူတာတေနဲ့တော့လေဒီစာကြည့်တယ်ရှူလိုက်ပေါ့နော်โอเคဒါရှူလိုက်ဒါကြရင်ဒီအေးလေးကအေးတကက်အေးနကက်အေးတောင်ကက်အေးလေးကဆိုပြီးတော့ဆက်လာဒါမဲ့ဒါကြောပါဗဒီလေးပုံကြောင့်ကျွန်တော်ကြိုက်တဲ့နေရာဆိုတော့ကြိုက်တဲ့ကက်တွေဖြစ်မှာပေါ့နော်ဒါမှတက်ကြည့်လိုက်ညာ K I N C ကဘယ်တော့နဲ့ဘယ်လိုကင်းလေးကက်ဆိုပြီးတော့ဖြစ်သွားတယ်ဆိုတော့ကျွန်တော်လည်းမသိအလုံးကြည့်ကြည့်ပေးလိုက်တော့ကျေးဇူးအများကြီးတင်ပါလေ